Okay အားလုံးမင်္ဂလာပါကျွန်တော်ဒီနေ့ဒီ Debian control လေးကိုကျွန်တော် Attribute ဆိုတဲ့ software နဲ့ကျွန်တော်ဆွဲပြပေးမှာဖြစ်ပါတယ်အရင်ဗီဒီယိုကကျွန်တော်ဆွဲပြီးသားလေးတွေကိုကျွန်တော်ဗီဒီယိုအပိုင်းလေးနဲ့ဒီတိုင်းတင်တာဖြစ်ပါတယ်ဒီနေ့အတွက်ကတော့အားလုံးအတွက်လေ့လာလို့လည်းရအောင်ကိုယ်တိုင်နဲ့ကြည့်လို့ရအောင်ကျွန်တော်ဒီ connection တွေအစား web connection တွေအစားကျွန်တော် color code နဲ့ခွဲပြီးမှ step by step ကျွန်တော်ဒီမှာဒီနေ့ဒီဆွဲပြပေးသွားမှာဖြစ်ပါတယ် Okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာပါဝင်မဲ့ပစ္စည်းတွေပေါ့နော် account တွေကလည်းကျွန်တော်ဒီနေ့ပြောပြပေးသွားမှာဖြစ်ပါတယ်ကျွန်တော်ဒီ circuit အတွက်တွေ့တဲ့ပစ္စည်းအားလုံး magnetic connector overload 3 port breaker 1 port breaker ပေါ့နော်ပြီးတော့ကျွန်တော် push button NYC ပြီးရင်ကျွန်တော်ပိုင်းလုံးနဲ့ပေါ့နော်ဒီနောက်က motor ပေါ့နော်ကျွန်တော်ဒီပစ္စည်း9မျိုးရှိရဆိုတော့ကျွန်တော်တို့ဒီအပြင်မှာဖြစ်ဂျာမို့ကျွန်တော်တို့ drawing ထဲမှာဖြစ်ကျွန်တော်ဆွဲလို့ရပါပြီ Okay ကျွန်တော်ခုဒီမှာပေါ့နော်အားလုံးမြင်တဲ့အတိုင်းပဲကျွန်တော်ဒီမှာပစ္စည်းရအားလုံးကျွန်တော်နေရာတစ်ချက်ချပြီးသွားပြီကျွန်တော်ဒီမှာ so အတွက်ကျွန်တော် line 1 line 2 line 3ကျွန်တော်နေဆွဲပြီးရင်ဒီ app ကိုကျွန်တော်ချထားဖြစ်ပါတယ် so line 1 line 2ကဒီမှာ color ကိုမရှိခဲအောင်လဲဒါပေမဲ့ဒီမှာ line 1 line 2ဆိုမှသူတပင် number လေးရရေးထားပေးတာဖြစ်တယ်ပြီးတော့ neutral ဖြစ်ပါတယ် neutral တော့အနက်မဟုတ်ပါဘူးเนาะဘာလို့ဆို neutral အနက်မဟုတ်တာလဲဆိုတော့ဒီကောင်ကကျွန်တော်ထင်တယ် PPGB standard အတိုင်းဖြစ်လို့ဖြစ်ပုံများပါဘောเนาะပြီးတော့ app ပေါ့เนาะဖေးကျွန်တော်ဒီမှာ breaker ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲဒီမှာ 3 volt breaker motor အတွက်ပေါ့เนาะပြီးရင် 1 volt breaker ကျွန်တော် control အတွက်ပြီးနောက်တစ်ခုကဒီမှာကျွန်တော်တို့ mechanic corner ကဒါ overload ပေါ့เนาะ overload ဒါလေးပေါ့เนาะဒါ overload ပြီးရင်ကျွန်တော်တို့ motor ပြီးနောက်တစ်ခုကဒီမှာကျွန်တော် emergency stop ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ push button ရှိမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ step ရှိမယ်ပေါ့เนาะဒါ push button NC ပေါ့เนาะ normally ခလုတ်ပြီးရင်ဒီ push button က NO ဖြစ်ပါတယ်ပြီးရင်ကျွန်တော်ပိုင်းလုံးနဲ့ကတစ်ခုကကျွန်တော် motor running အတွက်သုံးပါတယ်တစ်ခုကကျွန်တော်တို့ဒီ overload အတွက်သုံးမှာဖြစ်ပါတယ် okay ကျွန်တော် wiring ကိုကျွန်တော်ဆက်သွားအောင်ပါကျွန်တော်တို့ဒီမှာအဝင်ဆိုတွေကိုကျွန်တော်ဒီမှာရေးလုပ်လိုက်ပါမယ် RYB ဆိုတော့ကျွန်တော် RBY ပြီးရင် B ပေါ့ okay ဒီဘက်ဒီပေါ့ so ဒီကျွန်တော်ဒီဘက်ဆိုပိုင်းရင်ဟိုကျွန်တော်မှားပါတယ်ဟိုရင်းမှာပါတယ်ဒီကောင်ပြန်ဖြတ်ချင်တယ်ဆိုတော့ဒီမျိုးဆက်လက်ပေးပြင်ကျွန်တော်30လောက်ရဆက်လက်ပေးပြင်30လောက်ပေါ့နော်ကျွန်တော်ဒီဟိုဘက် control ဘက်ရင်မသွားဘဲနဲ့ဒီဘက်ကျွန်တော်ဟိုဘက်ရင်သွားလိုက်မယ်နော် motor ဘက်ရင်သွားလိုက်ပါမယ်မှာကျွန်တော်ဒီမှာy ဆိုတော့ကျွန်တော် y အပြင်မှာလည်းကျွန်တော်တို့ဒီတိုင်းပဲပေါ့နော်ကျွန်တော်တို့လက်တူမှာလည်းကျွန်တော်တို့ dual connection လုပ်တယ်ဆိုတော့ကျွန်တော်ခုလုပ်ပြတဲ့အတိုင်းပဲပြင်မှာလည်းလုပ်ရမှာဖြစ်ပါတယ် okay ပြီးရင်ကျွန်တော်ပြီးရင်ကျွန်တော်တို့ motor တစ်ခါလေးဝင်လိုက်ကျိုးအောင်ပါဗျကျိုးမှချင်တယ်ခုနကကျွန်တော်ပြောတဲ့အတိုင်းပဲဒီမှာ video ဒီကျိုးတွေကို select ပြီးရင်ဒီ delete တွေကိုနှိပ်ထားမှကျွန်တော်ဒီ desktop ပေါ်ကဒီ keyboard ပေါ်ကကျွန်တော် space ကိုလည်းနှိပ်လို့ရပါဘူး back space ပေါ့နော် back space ကိုလည်းနှိပ်လို့ရတယ်ပြီးရင်ကျွန်တော်တို့ steam motor ကိုကျွန်တော် star နဲ့ပဲမောင်းပါမယ် data နဲ့ပဲမောင်းပါမယ်okay data ဆိုတော့အားလုံးတည့်တဲ့အတိုင်းပဲ star ဒီမှာပေါ့နော် star ဆိုတော့ဒီကောင်ကိုတူပင်အောင်လို့ယူလိုက်အောင် data ဆိုရင်တော့ကျွန်တော် crossing တွေယူရမှာဖြစ်ပါတယ်ဒါတော့ကျွန်တော်ခုတော့ဆိုရင်ကျွန်တော်ဒီတူပင်ထားတာ star ပါ okay ဒီကောင် motor ပဲပေါ့နော်ဒီ motor ပဲပိုင်းပြီးတော့ control ပိုင်းကျွန်တော်တော့အောင်ပါဒီကောင် soap ကိုကျွန်တော်အနေနဲ့ပေးလိုက်မယ် color light ပေးပေးမယ်ဗျာဒီမှာ color blue ဆိုတော့ကျွန်တော် blue နဲ့ပဲသွားလိုက် okay ပြီးရင်ကျွန်တော်ဒီမှာပေါ့နော်တခုကျွန်တော်ပြန်ဒီကျိုး connection မှာသွားခင်ဒီကောင်ကိုကျွန်တော်ရှင်းပြအောင်ဆိုပြီးဒီမှာကျွန်တော်တို့ mechanic corner မှာမြင်ရမယ့် connection က A1 A2 ဖြစ်မယ် A1 A2 ဒီမှာကျွန်တော်ပြပြမှာဆို A1 A2 က A1 ကကျွန်တော် line ကျွေးရမယ် A2 ကကျွန်တော်တို့ neutral ပြရမှာဆိုတော့ magnetic connector ဒီထဲမှာတန်လိုက် second အလုပ်လုပ်တာဖြစ်တဲ့အတွက်သူက line နဲ့ neutral ပေးရမယ်အဲကြောင့်မှဒီကောင်ဒီအလုပ်လုပ်မှာဗျအသက်ရှင်တော့မှာဗျဒီမှာတင်နေတာကိုကျွန်တော်တို့ line နဲ့ neutral ပေးလိုက်တယ်ဆိုတော့ဒီကောင်အလုပ်လုပ်သွားအပုံစံဖြစ်ပါတယ်ဒီဘယ် magnetic connector ပဲဖြစ်ပေါ့နော်တဘောကဒီ electromagnetic field ဖြစ်စေတဲ့ဒီ less ပစ္စည်းမှန်တယ်များက line နဲ့ neutral ကျွေးပြရဖြစ်ပါတယ်
ပြီးရင်နောက်တစ်ခုပါမယ်ဆိုတော့ဒီမှာ73 14ဆိုတော့ N လို့ပါမယ်ပြီးရင်ကျွန်တော်တို့ဒီမှာ21 22ပေါ့နော် NC okay ဒီမှာကျွန်တော်တို့ control မှာကျွန်တော်တို့ဆက်စ beginner အနေနဲ့ကျွန်တော်တို့သိရမယ့် point